တက်က2000ကျော်ပြီ ဟမ် 2000ကျော်သွားပြီ အသက်ကဘယ်လောက်တော့ 2000ကျော်သွား ဟုတ်လားအသက်က2000ကိုကျော်သွားပြီ ကျော်သွားပြီ ဟမ်အဲ့ဒါလေးကြားရင်တော့အဲ့ဒါကြီးကြားရင်တော့လာရတာဟမ်အသက်2000ကျော်သွားလား 2000ကျော်သွား ရင်တော့200ကျော်ပဲအခု2000ကျော်သွားလား ခု2000ကျော်တပြေးပြေးနဲ့ကျော်လိုက်သွားတာမို့အတော့ကိုခဲနေပြီတော့လဲဘယ်မှကိုသိသွားကိုမသွားနိုင် သွားတယ်မလက်ပိတ်ဆိုင်သွားသေးလား ဘူးဖေးဆိုင်တော့မှမသွားနိုင်ပါဘူးဟုတ်တယ်နော် မနေ့တိုင်းသွားလို့အခုမသွားနိုင်ကပြော သူတို့ကလိုက်ပေါ်လာတာမဟုတ်ဘူးတော့ဗျာ အဲ့နာ တိတ်တိတ်ကမရှိပါဘူး ဟုတ်လား ယောဂက လက်ပိတ်ကဒီနေ့ဘယ်နှခါတောက်တော့ ဖေးရ လက်ပိတ်ကဒီနေ့ဘယ်နှချိန်တောက်တော့ ပါလို့ လက်ပိတ်ရ တဖေးလားတဖေးကဒီနေ့ဟိုတန်းလောက်ပါဖေးတစ်ချိန်လောက်တော့ ဟိုတရင်ကဘယ်ချိန်တောက်တော့ ဒီလောက်ခွက်ကြီးနဲ့ဟုတ်တယ်ဗျာ ဟုတ်လားကိုကတိတ်မကြည့်ပါဘူး တိတ်မကြည့်ဘူးဗျာဒါတော့နည်းနည်းလေးဟိုတည်းလျှော့ထားတယ် ဟောလျှော့တာလေလက်ပိတ်ဆိုင်လကားတိုက်တာလား ဗျာ လက်ပိတ်ဆိုင်လကားတိုက်တာပေါ့ တိုက်တယ်ဗျာစကားပတ်စံတော့ပေးရတော့ပေါ့နောက်မှ မပေးရတော့ပါဘူးပတ်စံ ပတ်စံမပေးရပါဘူးဗျာ ကိုအမျိုးဥစားကြီးပေးရသေးလို့လား မပေးရပါဘူးလက်ဖေးဆိုင်ဒီလက်ဖေးဆိုင်ကကိုလက်ဖေးဆိုင်နေပဲ မ တော့ပြင်းပြင်းသူတို့ကပတ်စံယူကြမယူတာ လက်ပိတ်ကောင်းတယ်မို့လား ဟဲ့ လက်ပိတ်တောက်လို့ကောင်းလား လက်ဖေးရတော့တော့အလွန်ကောင်းတာပေါ့ဗျာ ဟုတ်လား အချိုးဆိုချိုးကိုချိုးနေ ဟောချိုးတပြေတော့လဲအသက်ကလည်းတော်တော်ရင်းနေတော့ခုသွားတော့ကိုမပြတ်မကောင်းတော့ဘူးသွားလို့လာလို့မကောင်းတော့ဘူး ကောင်းဘူးလား မကောင်းဘူး ဘာလို့လဲ ဘာလို့ပြက်တယ်တော့မသိဘူးဗျာအသက်ကြီးလို့ပြက်တာလား အတက်ကဇာတာထဲမှာဟွာမို့လား160ရှိသေးတော့မို့လား ဗျာ ဇာတာထဲ120ရှိသေးတော့မို့လား အဲဒီရှိတယ်ဗျာအဲဒီဇာတာတွေကအဲဒီဇာတာတွေကကြီးနေလို့ခက်တာပေါ့ဗျာနမောရဲ့တော့နည်းနည်းလျှော့လိုက်ရင်ရခုသူကတော့